အိုဘိုးအိုဘွားတို့အဖိုးကြီးအသက်မရှိတော့ဘူးဖေဖေဖိုးကိုကဲတင်ပေးဖို့နီးလန်းရှာပေးပါရှိုးရှိုးကအရွယ်မရောက်သေးဘူးအဖိုးကိုဂယုစိုက်ပေးပါဦးရှိုးရှိုးကအဖိုးသေးတာကိုမလိုချင်ဘူးဖေဖေဘာဖြစ်တာလဲသွေးကင်ဆာဆေးကုသမှုခံယူပြီးအခြေအနေတည်ငြိမ်နေတာမဟုတ်ဘူးလားဘာလို့ရုတ်တရက်အခြေအနေဆိုးရွားလာတာလဲဂျန်ကွန်အခုလေးတင်ဒီကိုရောက်လာလို့ပါဂျန်ကွန်အဲ့ဒီလူရုပ်မှာဂျန်ကွန်ကဒီကိုဘာလာလောက်တာလဲသူကအဖိုးအခြေအနေဆိုးနေတယ်လို့ပြောပြီးဖေဖေကိုသူ့အတွက်တင်မောမောင်းပေးဖို့လာပြောတာမလို့ရင်မိသားစုကိုအေးချမ်းအောင်နေခွင့်မပေးဘူးတဲ့ဖေဖေတည်သွားအောင်လုပ်ပြီးကြောက်ကက်လဲခွင့်မရအောင်လုပ်မယ်လို့လည်းချင်းချောက်သွားတယ်ဖေဖေစိတ်လှုပ်ရှားပြီးအခြေအနေဆိုးသွားတာပါအဲ့ဒီလူရုပ်မှာဂျန်ကွန်ကျွန်တော်သူ့ကိုသွားပြီးရှင်းလိုက်မယ်ဇုံးကျူဘလို့မှစိတ်မလှုပ်ရှားနဲ့ကျမတို့မိသားစုမှာပတ်စံလည်းမရှိအာဏာလည်းမရှိဘူးဂျန်ကွန်ကိုရှင်းနိုင်မှာမဟုတ်ဘူးအဖိုးအခြေအနေဆိုးနေချိန်မှာဘဲမှမသွားပါနဲ့အဖိုးအရေးပေါ်ခန်းကထွက်လာတဲ့အထိစောင့်ရမယ်ဖေကျွန်တော်ကအတုံးမကျလို့ပါကျွန်တော်သာအဖိုးအတွက်ကြောက်ကက်လဲဖို့ပတ်စံရှာနိုင်ခဲ့ရင်အဖိုးဒီလိုဆင်းရဲဒုက္ခခံစားရမှာမဟုတ်ဘူးဂျန်ကွန်လိုလူရုပ်မာစီကစော်ကားမှုခံရမှာလည်းမဟုတ်ဘူးဇုံးကျူရှင်ဒီလိုမလုပ်ပါနဲ့ရှင်ကကျမရဲ့ယောက်ျားပါယောက်ျားဆိုတာပတ်စံမရှိလဲရတယ်အားနဲ့လဲရတယ်ဒါပေမဲ့ကိုတော့မထိခိုက်အောင်လုပ်ရမယ်ဇုံးကျူရှင်ဒီလိုဖြစ်နေတာကိုကျမအယမ်းစိတ်မကောင်းဖြစ်ရတယ်ဇုံးကျူဖေဘာမှဖြစ်မှာမဟုတ်ပါဘူးကျမတို့မိသားစုကရိုးသားတဲ့သူတွေပါကောင်းကင်ဘုံကကျမတို့ကိုကာကွယ်ပေးမှာပါနောက်တစ်ခါဒီလိုမျိုးထပ်မလုပ်ပါနဲ့တော့ခွဲစိတ်မှုအောင်မြင်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲကုန်ကြစည်တွေအတွက်ပြင်ဆင်ထားပေးပါစိတ်ချပါနောက်ရက်နည်းနည်းအတွင်းမှာခွဲစိတ်စရိတ်ကိုရှာပေးပါမယ်အန်တီကြီးဒါကဘယ်လောက်လဲ188ပါဈေးနည်းနည်းလျှော့ပေးလို့မရဘူးလားတကယ်ဝယ်ချင်တဲ့ဆိုရင်150နဲ့ပဲယူလိုက်ပါအဲ့ဒီထက်တော့မလျှော့ပေးနိုင်ဘူးကောင်းပါပြီဒီအတိုင်းပဲယူလိုက်ပါမယ်ဇနီးဒီကိုဂယုစိုက်ပေးထားပါဦးကျွန်တော်စိတ်ကန်းကိုသွားပြီးတင်မောရနိုင်မလားကြည့်အောင်မယ်ဇုံးကျူရှင်မနက်ကလေးကစိတ်ကန်းကိုသွားနေတာပါတနေ့လုံးဖြစ်နေပြီဒီအချိန်မှာငါဖမ်းထွက်ချင်တဲ့သူတွေများတော့ဘယ်သူမှတင်မောမငါပေးချင်ကြဘူးအဖိုးအခြေအနေဆိုးနေလို့ပါအဖိုးအခြေအနေတည်ငြိမ်သွားပါပြီဒါပေမဲ့ဆရာဝန်ကကြောက်ကပ်မလဲရင်ရန်နေနေပဲခံတော့မယ်လို့ပြောတယ်ဒါကကျွန်တော်ရဲ့စေတနာလေးပါဥဆွေအဖေကိုလာကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဥဆွေဒီနေ့ဂျန်ကွန်လာရှာတယ်လေသူလာရှာတာဘာပြောဖို့လဲကျွန်တော်ကိုတင်မောမငါပေးဖို့ချင်းချောက်တာလားသူကကျွန်တော်ရဲ့တင်မောရက်တဲ့နေရာကိုပေးဖို့ပြောတယ်မပေးရင်ဒုက္ခပေးမယ်လို့ပြောတယ်အဲ့ဒီလူယုံမှာဥဆွေသူကလူလဲပါဥကိုဒုက္ခပေးဖို့ပဲစူးစမ်းနေတာဇုံးကျူစိတ်မပူပါနဲ့မနှက်ဖြန်မနှက်စိတ်ကန်းကိုသွားပြီးဥရဲ့နေရာကိုမပေးရအောင်လုပ်ပေးမယ်ဇုံးကျူကျွန်တော်လာတာကအဲ့ဒီအတွက်မဟုတ်ပါဘူးကျွန်တော်လာတာကဥကိုတင်မောငှားပေးခြင်းလို့ပါငှားရမ်းခါကတရက်ကိုယွန်းတယွန်းပဲယူပါမယ်အဲ့ဒီလိုတော့မလုပ်ပါနဲ့ဥရဲ့တင်မောကဈေးကြီးပေမဲ့တရက်ကို1000 2000တော့ရှိတင်ပါတယ်ဇုံးကျူတရွံ့ပဲယူမယ်သူ့ကိုစိတ်ကူးမရင်စေချင်ဘူးကောင်းပါပြီဥဆွေပတ်စံကိစ္စကိုနောက်မှရှင်းကြတာပေါ့ဥဆွေကျွန်တော်တင်မောရဲ့ဆက်ကနည်းနည်းဖြစ်နေတယ်ပြင်ဖို့ပတ်စံမရှိဘူးအဲ့ဒီအတွက်တယောက်ယောက်ကိုငှားပေးဖို့စီ